မီရွာထဲမှာလည်းအခုဝါတာတာလေးမြင်နေရတဲ့ဂျပန်ငင်းကြီးဖျားရှိတယ်နောက်ပြီးတော့ဂျပန်ဖုန်းကြီးကျောင်းရှိတယ်ဂျပန်ဟိုတယ်တွေရှိတယ်လုံနေအုပ်ချုပ်ရေးမှုရုံးတွေရှိတယ်ကားပါကင်ရှိတယ်ပြတိုက်ရှိတယ်စာကြည့်တိုက်ရှိတယ်လုံနေဝန်ထမ်းတွေရဲ့အိမ်ညာရှိတယ်အဲ့ဒီတမိုင်ပတ်လေကိုလုံမီရွာသစ်လို့သတ်မှတ်တယ်နောက်ဒီအလဲကောင်ကအခုဒီမြင်တွေ့နေတဲ့အလဲကောင်ကတမိုင်ပတ်လေကိုတော့နိုင်ငံတကာဖုန်းတော်ကြီးကျောင်းများစုံလို့သတ်မှတ်တယ်ဒီနိုင်ငံတကာဖုန်းတော်ကြီးကျောင်းများစုံကိုလည်းဒီတူးမြောင်းကြီးဒါငင်းကြီးတူးမြောင်းကြီးဒီဥယျာဉ်ဖြစ်ပေါ်လာမှတူးထားတဲ့တူးမြောင်းဒီတူးမြောင်းကြီးရဲ့အရှည်ဟာဒီမှာတော့မီတာ3တဲ့အတွက်1484မီတာရှိတယ်လို့ဆိုတယ်ဒီတူးမြောင်းကြီးအလဲကောင်ကချပြီးတော့တူးမြောင်းကြီးရဲ့ဒီဘက်ချက်ဒါတူးမြောင်းကြီးကတောင်မြောက်ဖြစ်တဲ့အတွက်ဒီအနောက်ဘက်ချမ်းကိုမာယာနာဗုဒ္ဓဘာသာဝင်နိုင်ငံများရဲ့အကြောင်းရှေ့ဘက်ချမ်းကိုထေရဝါဒဗုဒ္ဓဘာသာဝင်နိုင်ငံများရဲ့အကြောင်းအဲ့လိုဖွဲ့လိုက်တယ်အဲ့ဒီထဲမှာအထူးထူးခြားခြားဦးဇင်းတို့ဟိုမှာဆိုင်မှုအချိန်တွေကဦးဇင်းတို့မျက်မှောက်ကလေးတွေချိန်ထားတာအဲ့ဒါဒီမှာဗျာဒီအနောက်ဘက်မှာကြာလို့ရှိရင်သူက29နေရာချထားပြီးတယ်ကျောင်းဆောက်တဲ့ခါမှာ18ကျောင်းပဲဆောက်တယ်အဲ့ဒါလည်းဟိုမှာဆောက်လို့ဒါဒီခေါင်းလုံးကတော့သူတို့ဂျပန်နိုင်ငံတည်တဲ့ငင်းချမ်းရေးခေါင်းလုံးဒီမီရှူတန်ကတော့ဒါကုလသမဂ္ဂငင်းချမ်းရေးမီရှူတန်နေပြီးတော့နိုင်ငံပေါင်း90ကျော်လောက်အစင်းစင်းဖြတ်တန်းတဲ့ဆောက်ပြီးတော့မှဒီနေရာကိုဦးဇင်းတို့1986ခုနှစ်မှာထွန်းပြီးခဲ့တဲ့မီရှူတန်ဒါကြောင့်မလို့3ခုလို့3ခုဟွာပေါ့4ခုဖြစ်သွားတာပေါ့ငင်းချမ်းရေးဖျားငင်းချမ်းရေးဒူးမြောက်ငင်းချမ်းရေးခေါင်းလောင်းငင်းရပေါက်ကြီးကိုဒါထိုင်းနိုင်ငံပုံရခံခဲ့တာခုဒီရှစ်ပုံမှာတပုံနာလင်းပေးဆောင်တင်ရမည်ဆိုတဲ့စာသားကိုအဲ့ဒီအနောက်ဘက်မှာကြီးပြားလေးနဲ့ဦးဇင်းတို့ရိုမင်လိုလည်းဟိုလောက်ထားတယ်အင်္ဂလိပ်လိုလည်းပြန်ထားတယ်နောက်ပြီးတော့ဒီဝနာဂရီလို့ခေါ်တဲ့ဒီတက္ကရာစလုံးနဲ့လည်းရေးထားတယ်အဲကြောက်တိုင်နိုင်ရောက်တွေ့လိမ့်မယ်နော်အဲ့လိုဆိုတော့အတော့ကမင်းအခုရောက်တဲ့ခုနှစ်ကိုသူကဒီမှာသူရေးထားတာသူဗိတ်တိတ်သွင်းနေတဲ့တော့နှစ်20ကြာတဲ့ခါဆိုတော့ခုနအဲ့လိုတွေပြန်တွေ့ရတာဗောသာသနာ့တက္ကသိုလ်240နှစ်လို့ဆက်တော့အင်းလေးဆိုတာကြီးတယ်သူတို့ကတော့ဒီမှာသုံးတာတော့ BC တွေသုံးတာဖြစ်တယ် BC 249လို့သူတို့အချင်းကြီးအဲ့ချိန်လည်းရှိတယ်ရောက်ရှိပြီးတော့မှဒီကြောက်တိုင်စိုက်တည်တယ်ဒါပေမဲ့အဲ့ဒီထိတ်မှာမြင်းရုပ်ထုပါတယ်လို့ဆိုရှိတယ်ဒါပေမဲ့အဲ့ဒီမြင်းရုပ်ထုကဦးဇင်းတို့ဒီနေ့ရှင်းအောင်ပြည့်စုံပြီးတော့လုံးဝရှာပေးတယ်မြင်းရုပ်ရဲ့အောက်မှာခံထားတဲ့ကြာမောက်ခွက်လို့ခေါ်တဲ့အခါလေးအဲ့ဒီတိုင်ကြီးရဲ့အခြေကနေပြီးတဲ့အတွက်အောက်ခြေမှာဒီလိုဥပ္ပေါ်ကြည့်ကြည့်လို့ဥချိန်ကြည့်ဒီပင်ငါတောက်ခေါ်တယ်ရှေ့တောင်တောင်မှာဥက္ကုံလေးနဲ့ပြင်ပြီးပြထားတာအဲ့ဒါကြီးကနေပြီးတယ်နော်ကဲအဲ့လိုပဲပြဓာတ်ပုံရဦးဇင်းတို့မြတ်တော်ဘုရားလောင်းဟာလူသားဘုရားဖြစ်တဲ့အတွက်ကြောင့်လူသားတွေဖွားမြင်တယ်ဒီတိုင်းဖွားမြင်တယ်ဒါပေမဲ့ဦးဇင်းတို့ဘုရားလောက်မှာထူးခြားချက်မရှိဘူးလားထူးခြားချက်ရှိတယ်ထူးခြားချက်ရှိတာလေးကိုဦးဇင်းတို့ပြောကြတယ်ဦးဇင်းတို့မြတ်တော်ဘုရားလောက်မေတော်မာရဲ့ဝမ်းကြတိုင်းမှာပဋိသန္ဓေနေတာမဟာတက္ကရာ60ဝါသူလပြည့်နေမှာပဋိသန္ဓေနေပြီဆိုတော့ရိုးသားမြတ်လူတွေပဋိသန္ဓေနေကြမိခင်ရဲ့ကြောဘက်ကိုမျက်နှာလေးထားဒူးလေးကိုထားတယ်ဒူးကလေးပုံမှာလည်းပြီးစုပ်တင်တယ်အဲ့ဒီပုံမှာမေးလေးတင်မိခင်ရဲ့အစာတဲ့စာအဟောင်းရင်ကြားထဲမှာကြက်ကြီးမြောင်းတာခပ်ကူးကူးလေးပြည့်တယ်နေတယ်ဒါရိုးလူတွေဘုရားလောင်းကြတော့အဲ့လိုမဟုတ်ဘူးထင်သာမြင်သာအောင်ပြောကြမယ်ဆိုဦးဇင်းတို့ကြောက်ချင်းလူသေးသေးလေးမိခင်ရဲ့ဝမ်းကြတော့ထည့်ထားတယ်မိခင်ရဲ့ဝမ်းပိုက်ထဲမှာထက်ဝက်ဖွက်ကိုတင်မလင်ခွေးထိုင်ပြီးတော့ပြည့်တယ်နောက်ပြီးတော့မျက်နှာတော်ကိုလည်းရိုးလူတွေလိုကြောဘက်ကိုမျက်နှာမမူပဲနဲ့ဝမ်းရည်ပြင်ဘက်ကိုမျက်နှာမူပြည့်တယ်ကဲပဋိသန္ဓေနေပြီဆိုတော့ကဲမွေးဖွားတော့မယ်မွေးဖွားလာပြီဆိုလို့ရှိရင်လည်းရိုးလူတွေဆိုလို့ရှိရင်ခေါင်းကအရင်စမွေးရတယ်ခေါင်းကအရင်စမွေးတဲ့အတွက်မိခင်ဝမ်းပိုက်တဲ့ကိုကျွန်းထိုးရတယ်အခုဘုရားလောင်းကတော့အဲ့လိုမဟုတ်ဘူးမြတ်တော်ဘုရားလောင်းမွေးဖွားတော်မူခြင်းကိုဥပမာ၃မျိုးပေးတယ်နံပါတ်1ဥပမာကရေကြရားကနေရေတွင်ချတယ်ဒါဘာလို့ဆိုလို့လဲဆိုလွယ်ကူစွာမွေးဖွားတယ်ဦးဇင်းတို့ဟိုဒကာကြီးတို့တွေလို့ဒီလိုခက်ခက်မွေးဖွားတာမဟုတ်ဘူးလို့ဆိုတယ်နံပါတ်2ဥပမာကတရားဟောပြီးတဲ့အခါမှာဓမ္မဂတိကတပါပလင်မော်ကသက်ဆင်းတယ်လို့ဒါဟာဘာလို့ရည်ညွှန်းတယ်လဲဆိုတော့ခုနကပဋိသန္ဓေနေတော့ဘယ်လိုပဋိသန္ဓေနေလဲပြင်မြင်ခွေးထိုင်ဒါကြောင့်မို့ဓမ္မဂတိကတပါတရားဟောပြီးတဲ့အခါမှာပလင်မော်ကသက်ဆင်းတယ်လို့နံပါတ်2ဥပမာနံပါတ်3ဥပမာကြတော့ယောက်ျားတစ်ယောက်လှေကားပေါ်ကသက်ဆင်းတယ်လို့ဒါဘာလို့ရည်ညွှန်းအောင်ဆိုတော့ဦးဇင်းတို့ဒကာကြီးတို့ရဲ့မိခင်တွေမွေးဖွားကြပြီဆိုလို့ရှိရင်အိတ်ရက်ထိုင်ရက်မွေးဖွားတယ်ဖះအလောင်းတော်တိုင်းဖះအလောင်းတော်ရဲ့မေတော်တို့ဟာမွေးဖွားလို့ရှိရင်မတ်တက်ရက်မွေးဖွားတယ်မတ်တက်ရက်မွေးဖွားတာဖြစ်တဲ့အတွက်ယောက်ျားတစ်ယောက်လှေကားပေါ်ကတက်ဆင်းတယ်လို့ဖះအလောင်းတော်ဟာလက်ချေတွေဆန့်တန်းပြီးတော့မွေးဖွားတယ်ဒါဓမ္မတာတော့ဓမ္မတာတိုင်းမွေးတာပဲနော်ဒါပေမဲ့သူ့ထူးခြားချက်လေးတွေရိုးရိုးလူတွေဆိုလို့ရှိရင်ဘာမွေးတယ်လို့ပြောတယ်ခေါင်းကမွေးတယ်အခုဖះအလောင်းတော်ကအခုဒီဥပမာ၃ချက်ကြည့်တော့အဖြစ်ဘာမွေးတယ်လို့ပြောတယ်ခြေထောက်ကလို့ပြောတယ်ဒါဟာထူးခြားချက်အခုတို့ဒီလုံမဏီဖြစ်ပေါ်လာတာလုံမဏီဆိုတာဦးဇင်းတို့ဒီဗုဒ္ဓဇာပေတွေထဲမှာပါဠိဇာပေထဲမှာအထူးဖွင့်ဆိုချက်မရှိဘူး
ဒါပေမဲ့ဗုဒ္ဓစတိတာကြားမှာကျတော့ဖွင့်ဆိုတာသူကဘယ်လိုဖွင့်ဆိုတာလဲဆိုတော့ဒီဥဒ္ဒနုဒေဝတ္ထဆိုတာဒီကပိလဝုထုမြို့တည်တဲ့အခါမှာအဲ့ကပိလဝုထုမှာနေထိုင်ကြတဲ့မိမိမင်းသားတွေကအဲ့ဒီဒေဝတ္ထအရက်ကိုသွားပြီးရေချိုးကြရင်နောက်ပိုင်းမှာအဲ့ဒီမှာမြို့တည်ပြီးတော့မှအဲ့ဒီမြို့ဖြစ်သွားတဲ့အတွက်အဲ့ဒါကိုဒေဝတ္ထလို့ခေါ်တယ်ဒေဝမင်းဓဟဆိုတာရေချိုးတာပေါ့လေမြန်မာလိုတက်ရပြောမင်းနေရေချိုးတဲ့ရက်ကိုဒေဝတ္ထလို့ခေါ်တယ်အဲ့ဒီဒေဝတ္ထမှာစိုးစံတာမေတော်မာရဲ့အဖေဘိုးတော်အင်္ဂနာမင်းသူ့ရဲ့မိဖုရားကြီးကရူပဒေတည့်ရသောအခါမှာရူပဒေမိဖုရားကြီးနဲ့ဘိုးတော်အင်္ဂနာမင်းတို့သူတို့လုံးဒီဒေဝရဟနာမှာရှိတဲ့ဥယျာဉ်တစ်ခုသွားလဲတဲ့အခါမှာဥယျာဉ်ဟာတရားသာရတာဖြစ်တဲ့အတွက်ကြောင့်ဒီဥယျာဉ်ကြီးသူ့ကိုပြင်ကောင်းပါပဲလို့ရူပဒေမိဖုရားကြီးကဘိုးတော်အင်္ဂနာမင်းထံမှာတောင်းတဲ့အခါဘိုးတော်အင်္ဂနာမင်းကဒီဥယျာဉ်ဟာသူပိုင်တဲ့ဥယျာဉ်မဟုတ်ဘူးမြို့တော်နေတတိတူပိုင်တဲ့ဥယျာဉ်တဲ့အတွက်ဥယျာဉ်တစ်ခုဖန်တီးပေးမယ်ဆိုပြီးတော့ဥယျာဉ်ဖြစ်နိုင်လောက်တဲ့နေရာလိုက်ရှာတဲ့အခါမှာဒီနေရာအင်ဂျင်တော်ကြီးရှိတယ်ဒီအင်ဂျင်တော်ကြီးရှိတဲ့ရက်ကိုဥယျာဉ်ဖြစ်ဖန်တီးပေးခဲ့တယ်ပြီးတဲ့ခါကျတော့ဒီမိဖုရားကြီးကိုပေးလိုက်တာဒါကြောင့်မို့မိဖုရားကြီးရဲ့နာမည်ကိုအစွဲပြုပြီးဒီဥယျာဉ်ကိုရူပဒေဥယျာဉ်လို့ပြောမှာနောက်ကာလရွေလျောလာတဲ့ခါမှာရူပန်ဒေဥယျာဉ်အဲ့ဒီကနေထပ်ကာလရွေလျောတဲ့ခါမှာရူပန်ဒေဥယျာဉ်ယခုချိန်ဒီဥဒ္ဒနုဒီထဲရူပန်ဒေထဲအဲ့ဒီခေါ်ပြတာအဲ့ဒီကနေထပ်ကာလရွေလျောလာတဲ့ခါမှာနောက်ကဒေဥတဲ့တကလုံးတွေပြောက်သွားပြီးတော့ရုံမိန်ဥယျာဉ်ကနေရုံမိနီဥယျာဉ်ရာကောက်နဲ့သုံးတာနော်အဲ့ဒီကနေနောက်ပိုင်းမှာလပြောင်းသွားပြီးတော့လုံပြီးနီဥယျာဉ်အခုဆိုလို့ချင်းအလဲကောင်ကလုံကြီးတင်ရေးတော့တာပါပြီးတော့မှတ်တဲ့အခါမှာလုံကြီးတင်ပြုတ်သွားပြီးတော့လုံမနီဥယျာဉ်လို့ခေါ်ဆိုနေတာဒါကြောင့်ဒီဥယျာဉ်ဟာမေတော်မာရဲ့အမေကိုကျွဲကြည့်ပြီးဖြစ်ပေါ်လာတဲ့ဥယျာဉ်လို့ခေါ်ဆိုတယ်